ဟာဟဲ့အောင်လေလာကြည့်ဟိုမတို့လားဟာကြွတဲ့လေးနဲ့ကောင်ချင်းနေကြတာအာစီကျွန်တော်ဖုန်းနဲ့ရိုက် ဒီဗီဒီယိုလိုင်းပေါ်တင်လိုက်လို့ကတော့တကရက်ပေါက်မှာအဲ့ဒါမို့စကတူရာဖြစ်နေကြတာတော်ဖြစ်နေကြတာ မြစ်တာစိတ်တွေရိုဖိတ်တော့တယ်တူပါပြီကြွတဲ့လေးရှက်တယ်ဟာတော်ပြီကြွတဲ့လေးဘာလို့ငိုနေရလဲကွာကိုကြွက်ရှိရလေငိုနေတော့နော်ကြွတဲ့လေးတော့ဗီဒီယိုဖိုင်ကို Telegram မှာဖြတ်လိုက်ကြွတဲ့လေးအဆက်ကွယ်တိငိုနေတော့စိတ်မပူနဲ့ကြွတဲ့လေးကိုကြွက်ဒီပြဿနာကိုတွားပြီးတော့ဖြေရှင်းမယ်ကိုကြွက်စိတ်လိုက်မှန်ပါမလုပ်ပါနဲ့နော်ကိုကြွက်အဝပေးနေတာကြည့်ပါလေရိုဖိတ်ချင်နေတာဒီဗီဒီယိုပိုင်းကိုတကရက်သူများတွေမြင်သွားအောင် share ပလိုက်အာစီတကရက် share ပလိုက် ရစလိုက်တာလူမသားရီ ဒီက comment တွေလာမဲ့နေ ကြွတဲ့လေးကိုကြွက်ဒီမှာမဟုတ်ကြွတဲ့လေးကိုကြွက်ဘလို့ဖြေရမှာလဲကွာဖြစ်မဖြစ်ရပြီကြွတဲ့လေးရာကိုကြွက်ကိုတကောင်းလေးထားခဲ့ပြီလားကြွတဲ့လေးကြွတဲ့လေးစိတ်ချလက်ချအနားယူတော့နော်ကိုကြွက်လေးကြွတဲ့လေးနောက်ကိုလိုက်ခဲ့မသိလားကောမင်းတော့တပည့်ရဖြောနေတာမပြီးတော့ဘူးလား ရရမယ်ဆရာဆိုရင်ဒါချစ်သူကိုဆုံးရှုံးလိုက်ရတဲ့ကြွက်တဲ့ခေါင်းကြီးအချိုအမိန်ဆုံးလက်စားချေခြင်းပဲ